ဂိမ်းလေးတစ်ပွဲဆော့ရုံနဲ့ဗျာဒိုင်းမွန်2000ကျော်ရမယ်ဆိုတာကြီးကတော့ယုံနိုင်စရာကြီးပဲတကယ်တော့ဟုတ်တယ်ဗျဒီဗီဒီယိုလေးကိုစားလုံးကြည့် Oh my god wow ခင်ဗျားတို့လည်းလုံးဝအကျိုးရှိသွားလိမ့်မယ် nice ဟောဘာခက်တက်စတင်မှာလောက်ဆရာမလိုဘူးဗျာဟောဒီလိုဂိမ်းပွဲကိုကိုယ်တငယ်ချင်းနဲ့နှစ်ယောက်လဲဆော့ရုံနဲ့တယ်ဟောဒိုင်းမွန်ရဟောဒီ event ကိုကျွန်တော်တို့က Facebook မှာနော်ကျွန်တော်တို့မွန်တုံးရဲ့ official တရားဝင်ပေးရနေပြီးကျွန်တော်ဒီ event ကိုလုပ်ပေးထားတာဗျဆိုတော့ကိုက event တက်တွေကိုဘယ်လိုလုပ်ရမှာလဲဆိုလို့ရှိရင်ကိုယ်တငယ်ချင်းနဲ့နှစ်ယောက်တည်း brand classic pro ကြိုက်တာဆော့ကြိုက်ရမှုဆော့နော်ကိုဆော့တဲ့ပွဲမှာကိုဘက်ကဆိုတာကိုင်ခိုင်းမကိုင်လို့ရှိရင် enemy ဘက်မှာဆိုတာပါရမယ်ပေါ့နော်အဲ့လိုပါမှလို့ရအဲ့လိုပါမှရမှာကိုနဲ့ကိုတငယ်ချင်း KD နှစ်ခုလုံးပေါင်းလိုက်နှစ်ခုလုံးပေါင်းလိုက်တဲ့ရလာက2026ဖြစ်နေရအဲ့လို2026ဖြစ်မှာခင်ဗျာဒိုင်းမွန်ရနော်အဲ့လို2026ဖြစ်ပြီးဟေးဆိုလို့ရှိရင်ကျွန်တော်ကတယောက်ကိုဒိုင်းမွန်1000နဲ့73လုံးရနော်နှစ်ယောက်ဆိုဒိုင်းမွန်2000နဲ့26လုံးရဒီဘန်ပြီးသွားလို့ရှိလို့ရှိရင်ဟိုဒိုင်းမွန်တွေကိုစူးရပြီဆိုလို့ရှိရင်ကိုတင်လေးနာမှန်ကိုလောက်တာမှန်နေအောင်နေဆိုလို့ရှိရင်ဒိုင်းမွန်တွေကိုအလုပ်ရက်20ရက်အတွင်းမှာသူကကိုယ့်ရဲ့ email ကိုထည့်ပေးပါအားလေးကိုနော်ကျွန်တော် link တော့ချမှာပြီးတော့ Facebook မှာပါလို့ရှာလိုက်ပါနော် mobile လေးရပတ် mm ဆိုပြီးရရှာလိုက်ရင် official page ကိုတွေ့ပါလိမ့်အဲဒီမှာတင်ထားတယ်ပေါ့နော်ဒီဇင်ဘာ24ရက်ကနေဇန်နဝါရီ4ရက်ထိအမှ link လေးချပေးထားတယ်ဗျာဒိုင်းမွန်တကယ်ရမယ်လို့ကျွန်တော်လုံးဝအာမခံနေပါဒီမှာတက်တီကိုဘယ်လိုလုပ်ရမလဲဘယ်လိုပါဝင်ရမလဲဆိုတော့သူရေးပေးတာနော်နံပါတ်1ပြောတာကတကယ်ချင်းတယောက်နဲ့ပူပေါင်းပြီးတော့လေ classic တော့မဟုတ်ဘူးဟိုမှာကစားပါတဲ့ဆိုတာကိုရှာပါတဲ့ဆိုတာဒူညီတဲ့ပွဲစဉ်မှာကျွန်တော်တို့အသင်းမှာပဲဖြစ်ဖြစ်enemy ဘက်ကအသင်းမှာပဲဖြစ်ဖြစ်ပါမယ်ပေါ့နော်အဲ့လိုတေချောင်လောက်ပြီးတော့ရင်မချက်ပန်းနဲ့လို့ရအောင်လုပ်ပါတဲ့တင်းနဲ့တင်းငယ်ချင်းရဲ့ KD တွေကိုတဲ့ဘလိုနီးနဲ့ပေါင်း26နံပါတ်ပြအောင်ပေါင်းရမယ်ကျွန်တော်တို့2ယောက်ပေါင်းဟိုတယောက်က820နောက်က0တယောက်က800နောက်က26ဆိုလို့ရှိရင်ဒါကျွန်တော်တို့က2026ဆိုတော့ညီရဗျာဒီကအဲ့ဒါကျွန်တော်တို့ကတင်လို့ရတယ်ပြီးအောက်မှာဆုလက်ဆောင်ဆိုရရေးတယ်ဆုလက်ဆောင်အဖွဲ့ဝင်2ယောက်ကိုတဲ့စိန်2026တော့တူကို1073လုံးရတယ်ပြီးရင်ပြီးဆုံးသွားလို့ရှိရင်အလုပ်ရ20အတွင်းမှာတော့ကျွန်တော်တို့ရဲ့ game မေးပေါက်တွေကိုကျွန်တော်တို့ရမှာဗျာအဲ့ဒီကနေဝင်ယူရမှာကျွန်တော်လုပ်တာအောင်လဲဆိုလို့ရှိရင်နော်ဆုံးဖြတ်ကြည့်ရှုပေးရတော့အားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ကောင်လေးကိုလည်း subscribe လုပ်ခဲ့ပြီးတောင်းဆိုကြပါတယ်ごめんなさい